အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ရဲ့စူပါဆန်ဒီမှာတော့ပွဲကြီးပွဲကောင်းတစ်ပွဲအနေနဲ့နိုဘူးနဲ့ဂျပန်ကြီးတို့ထိတဲ့တွေ့ဆုံကြဖို့ရှိနေပါတယ်ပွဲကြီးပွဲကောင်းလို့သာပြောရပေမဲ့နောက်ပိုင်းဂျပန်ကြီးတို့ကအတင်းကြီးလို့တော့မသတ်မှတ်တင်တော့တဲ့အနေထားတစ်ခုထိကိုရောက်ရှိနေပါတယ်ဒါပေမဲ့နိုဘူးတို့နဲ့တွေ့ရင်ဒုက္ခပေးတဲ့အစင်လာကိုတော့မိထားလို့မရပါဘူးပြီးခဲ့တဲ့အပတ်တုန်းကအကိုကြီးကိမှုတို့ပြန်ချော့လိုက်လို့နိုဘူးနဲ့စင်မြန်ကြီးတို့ကြားမှာအမှတ်ကွာဟာချက်ပြန်လဲကျင်းမြောင်းလာခဲ့ပါတယ်နိုဘူးတို့ရဲ့ချန်ပီယံအိမ်မက်အတွက်ဒီတစ်ပတ်မှာလည်းဂျပန်တို့တက်ခွာတာကိုမခံရဖို့အရေးကြီးနေပါတယ်ဒီနေ့မှာတော့နိုဘူးနဲ့ဂျပန်တို့ရှင်ပြိုင်တော့မယ်ပရီးမီးယားလိပွဲစဉ်လေးကိုတင်ဆက်ပေးရပါတယ်ပြီးခဲ့တဲ့အပတ်တုန်းကဆေးရုပ်ကြီးဟာလန်ကိုအရန်ကုန်ပို့ထားခဲ့ပေမဲ့ဒီတစ်ပတ်တော့နိုဘူးတို့ရဲ့တိုက်စစ်မှာဟာလန်ကပြန်ပြီးဦးဆောင်လာဖို့ရှိနေပါတယ်ဒါအပြင်တိုက်စစ်ပိုင်းမှာစီမန်ညုံနဲ့ချာကီတို့ဆက်ပြီးပွဲထွက်လာနိုင်ပြီးတော့ဘိုးကန်စစ်မှာလည်းဂူရီဟီနဲ့ခူဆာနော့ဖ်တို့ကိုတွေ့ပေးလာနိုင်ပါတယ်တစ်ဖက်ကဂျပန်ကြီးတို့ကတော့ဆေးရုံ FC ဖြစ်နေပြီးတော့ဗန်နီဘန်ကပါထင်ရစီရင်နဲ့ထပ်တိုးသွားခဲ့ပါပြီလိုလိုမှအလူရင်ဖြစ်နေတဲ့ခန်းစစ်ကဒီဘက်မှာပို့ပြီးချိန်နေဆိုးလာတာမျိုးတော့ဖြစ်နိုင်ပါတယ်ဂျပန်ကြီးတို့ကလည်းနိုဘူးတို့ဆိုရင်နေရာမျိုးချီမျိုးဒုက္ခပေးနေကြဖြစ်ပြီးတော့ဒီဟာဒီပထမအကြော့မှနေတီးထုတ်ထားခဲ့ပါတယ်ပထမအကြော့ဖြစ်အတီးရမှာဆက်တဲ့တွေးဆုံခဲ့ရမှာဂျပန်ကြီးတို့ကပဲ2စီးနဲ့တက်ခွာနိုင်ခဲ့ပါတယ်နောက်ဆုံး9ချိန်ထက်တဲ့တွေးဆုံရမှာဂျပန်ကြီးတို့က3ချိန်နိုင်ရရှိပြီးတော့နိုဘူးတို့က2ချိန်ပဲနိုင်ထားခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်အိမ်မော်တီကိုတက်ပြီးတော့လေးစီးကလပ်လုပ်သွားခဲ့တာပါလက်ရှိအနေထားရတော့နိုဘူးတို့တက်အမှားခံလို့မရတော့ဘဲနဲ့ဒီပွဲမှာလည်းအနိုင်3မဲ့ယူဖို့လိုအပ်နေပါတယ်လက်ကျန်ပွဲတွေချေချော်ခဲ့ရင်ချန်ပီယံဆုနဲ့ပို့ပြီးအလံဝေးသွားတော့မယ်အနေထားမျိုးလည်းဖြစ်ပါတယ်တစ်ဖက်ကဂျပန်ကြီးတို့ကလည်းပရီးမီးယားလိမှာနိုင်ပွဲပြောင်းနေတာကြာမြင့်နေပြီးတော့သူတို့ကလည်းနိုင်ပွဲပြန်ရှာမဲ့ဖိအားရှိနေပါတယ်နောက်ပြီးဒီပွဲအားဆိုရင်ဂျပန်ကြီးတို့အိမ်ပွဲမှာကစားမဲ့ပွဲလည်းဖြစ်နေပါတယ်အသင်းစလုံးကတော့ဂျားရဲ့ထဲမှာဒမ်ဘလာကစားထားခဲ့ရတာကြောင့်ပွဲပန်းမှုထန်နေတော့ရှိနေနိုင်ပါတယ်ဒီချက်ကတော့ဒဏ်ရာများနေတဲ့ဂျပန်ကြီးတို့ဘက်မှာပို့ပြီးတော့သိသာသွားနိုင်ပါတယ်ကောင်းတာအသင်းဆိုပေမဲ့လက်ရှိခြေစွမ်းတဲ့လူစီရင်အင်အားတွေအရအဲ့တဲ့နိုဘူးတို့ကပို့ပြီးအားသာနေပါတယ်ပြန်လည်သွင်းမှုတွေလည်းမြင်တွေ့ရနိုင်ပြီးတော့နောက်ဆုံးမှနိုဘူးတို့ကပဲနိုင်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်အကြောင်းမြန်မာအိုဝင်ကြီးအနေနဲ့ကတော့ City Body နဲ့အကြီးပြောမိလို့ပဲပြောလိုက်ချင်ပါတယ်စုံစမ်းကြည့်ပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်